အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆက်ရောက်နိုင်ပါဒီနေ့မှာတော့စာရေးဆရာဖေးမြင့်ရေးသားခဲ့တဲ့တထေးဦးမင်းနိုင်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားကြပါမယ်ကဲအစီအစဉ်စလိုက်ရအောင်ဦးမင်းနိုင်ကိုမြင်ရတဲ့အခါတိုင်းဥပဒေရုပ်ကောင်းတယ်ဆိုတာဒီပုဂ္ဂိုလ်မျိုးကိုခေါ်တာပဲလို့ကျွန်တော်တွေးမိစမြဲဖြစ်ပါတယ်ဦးမင်းနိုင်အသက်68နှစ်ရှိပြီဖြစ်ကြောင်းသူကိုယ်တိုင်ပြောစကားအရကျွန်တော်သိရပါတယ်သူ့ရဲ့အသက်အရွယ်နဲ့စာရင်တော့အလွန်ချမ်းသာတန်ဆွမ်းသူဖြစ်တယ်လို့ဆိုရပါလိမ့်မယ်သူ့ရဲ့အသားအရည်ကလည်းအာဟာရပြည့်ဝပြီးဥတုတပ်ပါရမျှတစွာနေထိုင်တတ်သူထို့သို့နေထိုင်ရန်လည်းအခွင့်အရေးရှိသူတစ်ယောက်ဖြစ်ကြောင်းဖော်ပြနေပါတယ်ကြည်လင်လန်းဆန်းသောမျက်နှာမဖြူမညိုအသားအရောင်အတန်ငယ်ကျယ်ဝန်းတဲ့နဖူးပြင်နဲ့အဖြူရောင်နှဲပါပြီးအတော်လေးနှက်မောင်နေသေးတဲ့သပင်တို့ကစိတ်ကောင်းနှလုံးကောင်းရှိပြီးခင်မင်ဖွယ်ကောင်းတဲ့လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်းထောက်ခံလျက်ရှိပါတယ်ဦးမင်းနိုင်ကမိသားစုကျမကြီးကိုလည်းအထူးဂရုစိုက်တတ်သူဖြစ်ပါတယ်သူဇနီးသမီးနဲ့မြီးများပါဝင်တဲ့သူ့ရဲ့မိသားစုအတွင်းတော်ရုံတန်ရုံမချမ်းမာတာလေးများရှိရင်တော့မှကျွန်တော်ထံကိုလာရောက်ပြသလေးရှိရာကြောင့်သူနဲ့ကျွန်တော်နဲ့အတော်လေးရင်းနှီးကျွမ်းဝင်လျက်ရှိပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ယောဂဗျာဖြစ်ခဲလာပါတယ်ယနေ့အထိသူ့ကိုကျွန်တော်တခါမှစမ်းသပ်ကြည့်ရခြင်းမရှိသေးပါဘူးဦးလေးကကျမ်းမာကြီးတော့တိတ်ကောင်းတယ်တစ်နှစ်လုံးနေလို့တခါခေါင်းမကိုက်ဘူးထမင်းစားမဝင်တာတို့ညအိတ်မပြောဘူးလို့ဆိုတာမရှိဘူးလူချမ်းမာဖို့မှာစိတ်တက်ကအထီးကပဲဆရာရဲ့ဟုတ်တယ်မို့လားဆရာတို့ဆရာဝန်တွေကပိုသိမှာပါတောကဗျာပါဒများတဲ့လူတွေဘာကိစ္စလေးတစ်ခုလုပ်ချီတုံချတုံနဲ့လောက်ရကောင်းတို့မလောက်ရကောင်းတို့ဇဝေဇဝါများတဲ့လူတွေအဲ့ဒီလူတွေကယောဂထူတာပဲအိမ်ကမိန်းမအဲ့လိုအမျိုးအစားဒါကြောင့်သူ့မှာတခုခုဆိုရင်နှလုံးတုံတယ်ရင်ခုန်တယ်တော်ကြခေါင်းကိုက်ပြန်ပြီးစကြောထိုးပြန်ပြီးအဲ့ဒါလိုဖြစ်နေတယ်ဦးလေးတို့ကတော့စိတ်သက်ပြတ်သားတယ်စီးပွားရေးလုပ်တဲ့အခါသူများထက်သာအောင်ရွရွချွန်ချွန်လုပ်တယ်လူရေးတိုင်းရေးကြတော့လေဒီလိုပဲဘယ်တော့မှနောက်မတုံဘူးဒို့လောဖြစ်မနေဘူးစေတနာသုံးတန်ဖြတ်ပြီးတော့လှူလိုက်တာပဲတချို့လူတွေကလှူပြီးကမှငါလှူတာများသွားပြီလားလို့နှမျောတတ်တာရှိတယ်အဲ့ဒါဆိုရင်သွားပြီဘာကုသို့မှမရတော့ဘူးပတ်စံအလကားဆုံးတာပဲအဖက်တင်မယ်လှူပြီးဆိုရင်တန်ရောစင်ပြက်ပြီးသားလှူလိုက်ကိုကဘလောက်လှူလိုက်တယ်ဆိုတာတွေးပြီးတော့စိတ်ကြည်နူးအဲ့ဒါကလည်းငင်းကုသို့ပဲအဲ့လိုစိတ်နှလုံးပြတ်သားပြီးတော့အကောင်းဘက်ကိုတွေးတော့ကြည်နူးတတ်တဲ့လူဟာအမြဲတမ်းချမ်းသာတယ်အေးချမ်းတယ်အဲ့ဒီအခါလူလဲကျမ်းမာတယ်ညံ့ရွှင်တယ်တခြားလူမှုရေးစီးပွားရေးလုပ်ငန်းတွေမှာသူများထက်စိတ်ကြည်ကြည်လင်လင်နဲ့ညံ့ရွှင်နဲ့လုပ်နိုင်တဲ့အတွက်ပိုအောင်မြင်မှုရတယ်ကုသိုလ်ကောင်းမှုပြုတဲ့အတွက်လက်ငင်းအကျိုးပေးတယ်ဆိုတာအဲ့ဒါပဲဆရာရဲ့တချို့လူတွေပြောတာကိုကြားဘူးလိမ့်မယ်များလူလေးများပြန်ရလေဆိုတာအဲ့လိုစေရနာသုံးတန်ပြဋ္ဌာန်းပြီးတော့လှူတဲ့လူတွေအလှူအတွက်နောက်ဆက်မတင်မဲနဲ့ကြည်နူးပီတီဖြစ်တဲ့လူတွေမှဖြစ်တာဗျစသည်ဖြင့်ဦးမင်းနိုင်ကသူ့ရဲ့လူချမ်းသာစိတ်ချမ်းသာမှုဆိုင်ရာအတွေးအမြင်များကိုဤကဲ့သို့အကျယ်တဝင့်ရှင်းပြမှုပါတယ်ဦးမင်းနိုင်ကဒီမျိုးလေးမှာထိတ်တန်းလူချမ်းသာစည်ရင်ဝင်သူဖြစ်ပါတယ်ဒီနယ်မြေမှာလှုပ်ရှားလို့ရတဲ့စီးပွားရေးလုပ်ငန်းမှန်သမျှသူမလုပ်တာဘာတစ်ခုမှမရှိဆိုရလောက်အောင်လုပ်ငန်းမျိုးစုံလုပ်ကင်ပိုင်ဆိုင်သူဖြစ်ပါတယ်တစ်ဖက်ကလည်းသူပြောခဲ့တဲ့အတိုင်းအလှူဒန်းဘက်မှာတကယ်ပဲပြက်သားရဲရောရှိခဲ့ပါတယ်ဖះเจ้าကန်ဆေးရုံစာတင်ကျောင်းလမ်းတရားရေတွင်းရေကန်စတာတွေကိုသူမလှူဘူးမဆောက်ဘူးမပြုတ်ပြင်ဘူးတာဘာတစ်ခုမှမရှိပါဘူးဦးမင်းနိုင်ကြီးကဇီးပင်စုရက်ကွက်မှာအဝီစီတွင်းတူးပေးဖို့အတွက်စီစဉ်နေတယ်တဲ့ဗျညဘက်ကျွန်တော်ရဲ့အိမ်ကိုအလဲလာပြီးအေးစစ်စကားစမိပြောလို့ရှိတဲ့အိမ်ကြီးချင်းတူဖြစ်သူအငိမ့်စားရဲဝင်ထံဥပဒင်ရပြောပါတယ်ဟုတ်တယ်ဗျကျွန်တော်နဲ့လည်းနေ့လယ်ဘက်ကလမ်းမှာတွေ့လို့ပြောသွားသေးတယ်ဇီးပင်စုကရေရမ်းရှားတယ်မလားအဲ့ဒီလူတွေဒုက္ခရောက်နေတော့ तू ကမကြည့်နိုင်ဘူးတဲ့ဇီးပင်စုမှာဟိုးနှစ်ပေါင်များစွာတုန်းကလည်းအဝီစီတွင်းတူးပေးခဲ့ဘူးတဲ့ဒါပေမဲ့မအောင်မြင်ခဲ့ဘူးအခုရန်ကုန်ကအဝီစီတွင်းတူးသမားတွေကိုခေါ်ပြီးစမ်းကြည့်နေတယ်တူးလို့အောင်မြင်မယ်ဆိုရင်အဲ့ဒီရက်ကွက်ထဲမှာအဝီစီတွင်း3တွင်းတူးပေးဖို့အတွက်ပြောဆိုပြီးပြီတဲ့ဗျာအေးဗျာအောင်မြင်ပါစေလို့ဆုတောင်းရမှာပေါ့အဲ့ဒါမှဇီးပင်စုသားတွေရေဒုက္ခငြိမ်းပါဦးမင်းနိုင်ကတကယ်ကိုထူးချွန်တဲ့လူဗျာကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေကဘလောက်ပဲချမ်းသာဘာသာရေးကိစ္စအလွဲရင်တခြားကိစ္စတွေမှာလှူရတန်းရမှာဝင်လေးကြတယ်ဗျဆေးရုံအတွက်အလှခန်းတာတို့စာသင်ကျောင်းအတွက်အလှခန်းတာတို့ကြရင်တိတ်မတရားချင်းကြဘူး
ဒါကအစိုးရရဲ့တာဝန်ပဲတို့တို့ကဘာလူစရာလိုသလဲလို့ပြောကြတယ်အစိုးရမှာတာဝန်ရှိတာကတော့အမှန်ပေါ့ဗျာဒါပေမဲ့ကိုယ့်ဘာသာကိုထူထောင်လိုက်လို့လေဖြစ်မြောက်လာရင်အကျိုးခံစားရမှာကိုယ့်ရဲ့နေမည်ကကိုယ့်လူတူပဲမလားအဲဒီတော့ကိုအားကိုပြီးလုံနိုင်သမျှကိုတော့ဝိုင်းဝန်းလုပ်ကြရမှာပေါ့ပြီးတော့ဒါတွေကလည်းကုသိုလ်ရတဲ့အလှူဒါနတွေပဲမဟုတ်လားဦးမင်းနိုင်ကြတော့အဲ့ဒါကိုကောင်းကောင်းသဘောပေါက်တယ်ဥပသိန်းတို့သိမှာပေါ့ဟိုပြီးတော့သားရက်ကွက်ကမူလာတန်းကျောင်းသစ်ကလေးကိုဦးမင်းနိုင်တယောက်တည်းစောက်လူတာဆိုသူကျွန်တော်တခါပြောဘူးတယ်ကိုလှူထားတဲ့စာတင်ကျောင်းကလေးနားကိုရောက်လို့ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့စာတင်နေတာပြေးလွှားနေတာတွေကိုမြင်ရတဲ့အခါစိတ်ကြည်နူးသွားတဲ့ပုံကဘယ်ဟာမျိုးနဲ့မှမတူဘူးမိခင်တစ်တာတွေကိုငွေတွေအပုံလိုက်ထည့်ပြီးထိုင်ကြည့်နေလို့ဒီလိုပီတိသောမနတမျိုးမရနိုင်ဘူးလို့ပြောဘူးတယ်ပြောတဲ့အတိုင်းလဲသူကရုံရုံကြည်ကြည်လုပ်နေရပဲစသည်ဖြင့်ကျွန်တော်ကဦးမင်းနိုင်ရဲ့စိတ်ဓာတ်ကိုအားတက်သရောထောက်ခံပြောဆိုနေမိပါတယ်ဒါပေမဲ့ဥပသိန်းရဲ့မျက်နှာမူရာကတော့တမျိုးဖြစ်နေပါတယ်ဆရာကတော့ဦးမင်းနိုင်ရဲ့လူလုံးလုံးဖြစ်နေပြီသူ့ရဲ့ရာဇဝင်မှမသိပဲကိုဗျာဘလို့ရာဇဝင်မျိုးရှိလို့လဲဗျရာဇဝင်ကပြောရမှာတော့ရှိတယ်ဗျာဒါပေမဲ့အတူချုပ်ပြောရမယ်ဆိုရင်တော့ဦးမင်းနိုင်ဆိုတဲ့လူဟာငကိုတုံးကအသေးချာလူသက်ဓမြတိုက်လာတဲ့လူဗျအခုမှသူတော်ကောင်းလုပ်နေရဟာဟုတ်ရလားခမညာသူ့ရဲ့ရုပ်လက္ခဏာကိုကြည့်ရတာအဲ့လိုလုပ်ငန်းမျိုးနဲ့နည်းနည်းလေးမှတောင်ဆက်ဆက်လို့မရပါလားဥပဒေရုပ်ကောင်းတာရုပ်ရည်တက်မျက်နှာတော့မှန်ပါတယ်ဒါပေမဲ့မိမရှာလို့ကနွဲကလေးရပုံမျိုးနဲ့လူသက်သမားတွေအင်မတန်ခက်ထန်မှာကြောတဲ့ရုပ်ရည်ရှိပေမဲ့အတွင်းစိတ်နှလုံးကြတော့တကယ်ဖြူစင်သိမ်မွေ့တဲ့လူတွေအများကြီးရှိတာပဲတိန်တောင်ဆရာတော်ကြီးကိုကြည့်ပါလားကတော့ပါရဲ့မျက်နှာကဓမြမျက်နှာမျိုးအတန်ကြီးကဟိမ့်လိုက်သေးဒါပေမဲ့အမူအရာအပြောဆိုအားလုံးအင်မတန်ကျင်နာသိမ်မွေ့တယ်အနေထိုင်အစားအသောက်အလွန်ချိုးချံတယ်သူကိုယ်တိုင်ကတရားဘာဝနာအားထုတ်နေသူမို့လို့အဲ့ဒါလိုချိုးချံပေမဲ့ဘုန်းကြီးကျောင်းသားလေးတွေကျောင်းမာနေတဲ့ခွေးတွေဝဝလင်လင်စားတော့ရဖို့တော့အင်မတန်ဂရုစိုက်တယ်လမ်းသွားရင်မြေကြီးပေါ်ကပျော့စိတ်တွေတန်နှင်းမိမှာစိုးလို့အသေးချာကြည့်ပြီးသွားတယ်ချင်းကိုက်ဖြုတ်ကိုက်တာကိုဘယ်အခါမှပုတ်ချတယ်တတ်ချတယ်လို့မရှိဘူးဝအောင်ကိုက်ပြီးထပြန်သွားတဲ့အထိနာတာရားတာကိုတင်းကြီးခံပြီးတော့နေတယ်ဒါကြောင့်လူရဲ့အပြင်းပန်းရုပ်ကိုကြည့်ပြီးအတွင်းစိတ်ကိုခံမှန်းဖို့ဆိုတာမလွယ်ဘူးအများကြီးမှားနိုင်တယ်လို့ဆိုကဥပသိန်းကစေးပြင်းလေးကိုကောက်ယူမိညှိနေပါ रे ကျွန်တော်ကတော့ဘာစကားမှဝယ်မထောက်ပဲဦးမင်းနိုင်ကြောင်းဆက်များပြောလိမ့်မလားလို့သူ့ရဲ့မျက်နှာကိုစောင့်ကြည့်အကဲခတ်နေပါ रे သူကလည်းပြောတဲ့မပြောတဲ့ချင့်ချိန်နေပုံရပါ रे ပြီးတော့မှဦးမင်းနိုင်ရဲ့ရာဇဝင်ကိုတော့ဒီမြို့မှာရှေးရလူတွေကအကုန်လုံးသိကြတဲ့ကိစ္စတွေပေါ့ဦးလေးကတော့ဟိုးတော့ရဲမှုထိုင်လုပ်ခဲ့တဲ့သူမို့လို့သူများတကာကြီးထပ်ပိုသိတယ်ဒါပေမဲ့အတော်များများတဆင်ကြားတွေဖြစ်လေတော့ဘယ်အတိုင်းထာတိကမှန်တယ်ဆိုတာကိုကာယကံရှင်ကိုယ်တိုင်မှာပဲအသေးချာသိမှာအေးသူများအကြောင်းဆိုတာတိတ်ပြောကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးမကောင်းတဲ့အကြောင်းဆိုတော့ပို့ပြီးမပြောသင့်ဘူးပေါ့လေဒါပေမဲ့စကားကလည်းစမိနေပြီပြီးတော့ဆရာကသူဒီလိုလောက်ကင်နေရတွေကိုကြည့်ပြီးတိတ်လေးလေးဆဆရုံရုံကြီးကြီးဖြစ်နေတာကိုတွေ့ရတော့ဒီလူရဲ့နောက်ကျောင်းရာဆိုရင်ဘလို့ရှိတယ်ဆိုတာကိုပါအပြည့်စုံသိရအောင်ပြောချင်တာပါသူနဲ့ကိုနဲ့ပုဂ္ဂိုလ်ရေးသဘောရတော့အညှို့အာဃာတလုံးဝမရှိပါဘူးပြောရင်းနဲ့ဥပဒံရဆေးပြက်လိုက်တို့ဖွာကြည့်ပါ रे မီးကငြိမ်းနေတော့ပြန်ညှိမလို့လုပ်ပြီးတော့မှဆေးလိပ်ရောမိချစ်ကိုပါပြန်ချထားလိုက်ပြီးစကားကိုဆက်ပြောပါ रे ဦးမင်းနိုင်ဆိုတဲ့လူကဒီမျိုးသားအစ်စ်တော်မဟုတ်ဘူးဟိုမြောက်ဘက်ပိုင်းကငါကြီးအိုင်းဆိုတဲ့ရွာကြီးဆရာနာမည်တော့ကြားဦးမှာပေါ့သူကအဲ့ဒီရွာသားသူ့ရဲ့မိဘတွေကအဲ့ဒီနယ်ဘက်မှာတော့အထိုက်အလျောက်ဩဇာရှိတဲ့လူတွေလို့ဆိုတယ်သူ့ရွာမှာလယ်သမားကိုင်းသမားရောပင်လယ်တငါရောလူမျိုးစုံတယ်ဘိန်းစားအရဲသမားပေါ်တယ်အင်္ဂလိပ်ခေတ်ကဘိန်းဆိုင်မှာမှတ်ပုံတင်ထားတဲ့လိုင်စင်ရဘိန်းစားကြီးကိုအစိတ်30ရှိတယ်လို့ဆိုတယ်မှတ်ပုံမတင်ထားတဲ့ဘိန်းပုံစားတွေအများကြီးရှိအောင်မယ်အဲဒီတော့ဒုစရိုက်သမားတွေလည်းများတယ်ပေါ့အရင်ခေတ်တုန်းကတော့ငါကြီးအိုင်သားဆိုရင်ဒီဘက်နယ်မှာလူတွေကအတော်လန့်ကြတယ်လာလိုက်ရင်လူမိုက်တွေဓမြတွေကြီးပဲကိုအခုခေတ်တောင်အဲ့ဒီဘက်လာတဲ့ကောင်လေးတွေတခါတလေဆိုရင်မြို့ထဲကအရက်ဆိုင်မှာရန်နေပါတွေဖြစ်ရင်ငါကြီးအိမ်သားကဘာညာနဲ့ဇာတိကုံဖော်ပြီးတော့ချိန်လာဝါလာလှုပ်ချင်ကြသေးတယ်အချိန်မကုန်ချင်သေးတဲ့သဘောပေါ့လေဒါပေမဲ့အခုနေခါမှာတော့မြို့ကလူမိုက်ကလေးတွေကသူတို့ထက်လက်ရဲဆက်ရဲနဲ့ပိုးမိုက်တက်နေပြီဦးမင်းနိုင်ဆိုတဲ့လူကလည်းရေမြေလိုက်တဲ့သဘောအမျိုးအယိုးပါတဲ့သဘောမျိုးဖြစ်ရှင်ဖြစ်မယ်ဒါမှမဟုတ်
လူလားမြောက်စအရွယ်မှာခက်ပြက်နဲ့ကြုံတွေ့ရတာကြောင့်လည်းဖြစ်ရှင်ဖြစ်မယ်တောမှာဘာလုပ်ငန်းမှတော့မဲရမလုပ်ခဲ့ဘူးအစာကလေးကတောက်လျှောက်ဓမြခိုင်းခေါင်းဆောင်လို့ပြောကြတာပဲဂျပန်ခေတ်တစ်ခေတ်လုံးနောက်ပြီးအင်္ဂလိပ်ပြန်ဝင်လာတော့လဲအုပ်ချုပ်ရေးကအရင်လိုမခိုင်းပါအဲ့ဒီနောက်ပိုင်းကျတော့အလန်နီတွေကွန်မြူနစ်တွေရဲဘော်ဖြူတွေသူတလက်ငါတလက်သူဝင်ငါထွက်နဲ့တိုင်းပြည်ကဖြစ်ချင်တိုင်းဖြစ်နေတဲ့အချိန်ဒီအချိန်မှာသူတို့အတွက်ကတော့ပဒေသာပင်ခစ်ပေါ်ကွာဒီလူကတိတ်ရက်ဆက်တဲ့လူလို့ပြောကြတယ်ဓမြတိုက်တဲ့အခါထုံးစံအားဖြင့်တော့ကိုယ့်ရဲ့မျက်နှာကိုအင်ရှင်မမြင်အောင်နောက်တွေ့ရင်မမှတ်မိအောင်သတိထားလေးရှိတယ်ဒါပေမဲ့သူတို့ရွာနဲ့ဝေးလံနေရာတွေမျက်နှာစိမ်းရွာတွေကြတော့တိတ်အများကြီးဂယုစိုက်စရာမလိုဘူးပေါ့အလွယ်တကူတိုက်ခိုက်လို့ရပြီးပြန်ပြေးလာကြရင်ပြီးတယ်ဝေးလံကိုဒုက္ခခံပြီးတော့သွားမနေပဲနဲ့နီနာဓာတ်တိပတ်တိတွေကချမ်းသာတဲ့လူမျိုးကိုတိုက်တဲ့အခါကျတော့နည်းနည်းသတိထားပြီးမျက်နှာကိုအိုးမဲလူဒါမှမဟုတ်ပဝါနဲ့စီးအတန်အောင်မမှတ်မိအောင်ပါဇက်သေးကိုကွန်သည်ဈေးဖြူသည်တွေငုံတာတအိမ်သားလုံးကိုကျမ်းမြေမှာမှောက်ခိုင်းတာဆိုတဲ့စတဲ့နီးရည်နဲ့လောက်ကြတယ်ဒါပေမဲ့အဲ့လိုလှုပ်တဲ့ကြားတွေကနေတခါတလေလုံရင်းကင်ရင်နဲ့မတော်တဆကိုယ့်ရဲ့မျက်နှာကိုလူမြင်သွားတာအဖွဲသားတွေကတယောက်တလေကိုဘသူဘဝမှရိမ့်မိသွားတာမျိုးရှိတယ်ဒီအခါမျိုးကြရင်တော့အိမ်မှာရှိတဲ့လူအကုန်တတ်တာပဲခက်ပြက်နေတဲ့ကာလဆိုပေမဲ့အုပ်ချုပ်တဲ့လူတွေကကြာရှည်မခံရင်သာနေရမယ်ရှိတာကတော့ရှိနေတယ်ပြီးတော့ဒီလူတွေကလည်းရက်ရွာအေးချမ်းရေးအတွက်ဆိုပြီးတော့တခိုးဓမြမိအသေးကြီးပဲစီရင်ပြနေတော့အဲ့ဒီအချိန်တုန်းကဓမြတိုက်ရတာချောင်လေတယ်ဆိုပေမဲ့ကိုမှန်းမသိအောင်ပြီးလုံနိုင်မှုကအရေးကြီးတယ်ဒီခေတ်လိုမျိုးထောင်နဲ့ဒန်းနဲ့ပြီးတာမှမဟုတ်ပဲကိုအဲ့ဒီတော့တဲလုံစာမကြအောင်လုပ်တဲ့နေရာမှာအပြက်ရှင်းတဲ့နေရာစိတ်အချရဆုံးပဲဒါပေမဲ့ဘလောက်ပဲပြီးတယ်လို့ဆိုစီကမူဘယ်နေရာမှာတိုက်သွားတာသူတို့ပဲလို့အခိုင်အမာမပြောနိုင်တာသာရှိတယ်ဒီလူစုကဓမြတိုက်စားနေကြတယ်အတော်များများလှုပ်ရှားနေကြတယ်ဆိုတာကိုတော့လူတွေကသိလာကြတယ်သူ့ရွာရဲ့အပြင်ဘက်ပါသတင်းထွက်လာတယ်ဒီအခါမှာဦးမင်းနိုင်ကကိုရောင်ဖျောက်သွားတယ်ရွာမှာမနေတော့ဘူးဒါပေမဲ့ကြောက်လို့ငြိမ်သွားတာမျိုးတကြောင်ချောင်မှာသွားပြီးတော့ခိုးနေတာမျိုးတော့မဟုတ်ဘူးဒီအလုပ်ကိုအသေးချာစောက်ချလုပ်ဖို့အတွက်ထွက်သွားတာအချိန်ပြည့်လုပ်ဖို့အတွက်ထွက်သွားတာတနည်းအားဖြင့်ပြောရရင်တော့ဓမြဘဝကနေတောပုံးဖြစ်သွားတာဘာကြောင့်လဲဆိုတော့အဲ့ဒီနောက်ပိုင်းကာလမှာသူတို့လူစုကအရင်အထက်ပိုပြီးတောင်းချမ်းခဲ့တာ哦အဲ့ဒီအချိန်တုန်းကသူတို့ရွာအထက်ပိုင်းနယ်တွေမှာမင်းနိုင်ခိုင်းဆိုပြီးတော့အကြီးကျယ်နာမည်ကြီးသွားခဲ့တယ်တနေ့ကျတော့ဦးမင်းနိုင်ကိုရဲဘော်ဖြူဘာအောင်ဖွဲ့ရဖမ်းမိသွားတယ်ဖမ်းမိတာကလည်းသူမိမရှိတဲ့ရွာကိုတိုးတိတ်လာတော့မှတိသွားတဲ့သူကရဲဘော်ဖြူတွေစီကိုသတင်းသွားပေးလို့ဖမ်းခံရတာအဲ့ဒီသတင်းကိုပေးတဲ့လူကိုလည်းနောက်တော့ဦးမင်းနိုင်ရဲ့တပည့်တွေကဖမ်းပြီးတပ်ပစ်တယ်လို့ပြောကြတယ်အဲ့ဒီမှာဦးမင်းနိုင်နဲ့တပည့်တယောက်ကိုဖမ်းမိပြီးတော့နောက်တနေ့လှန်စွန်းနဲ့ထိုးတပ်ပြဖို့အတွက်လူထုကိုတောင်ကြေညာထားပြီးပြီအဲ့ဒီမတိုင်ခင်ညမှာဦးမင်းနိုင်ရဲ့တပည့်တွေကသူတို့ဆရာကိုအသက်ဆုံးပြီးတော့ကဲကြတယ်ဒီလိုကဲတာမှာအဖမ်းခံနေရတဲ့လူ2ယောက်တော့လွတ်သွားပါရဲ့ဝင်ကဲတဲ့လူ4ယောက်ထဲမှာ2ယောက်ကတနတ်မှန်ပြီးတော့တေချန်ခဲ့တယ်အဲ့ဒီကိစ္စကိုတချို့ပြောကြတာကသူတို့ဆရာကိုသစ္စာရှိလုံးလို့ကြီးညိုလုံးလို့ကဲတာမဟုတ်ဘူးဦးမင်းနိုင်ကဓမြတိုက်လို့ရတဲ့ပစ္စည်းအတော်များများကိုအခြေအနေအကြောင်းမျိုးပြပြီးတော့ဝေစုခွဲမပေးသေးပဲနဲ့သူပဲတာဝန်ယူပြီးဖွက်သိမ်းထားတော့သူတည်သွားရင်ပစ္စည်းတွေအားလုံးကအစပြောက်ကုန်ပါဒီလိုဖြစ်မှာဆိုလို့ကြံတဲ့အကောင်တွေကစွန့်စားပြီးတော့လောက်ကြတာလို့ဆိုတယ်ဘာပဲဖြစ်ဖြစ်ဦးမင်းနိုင်ကတော့လွတ်သွားတာပေါ့လေမဟုတ်ရင်အဲ့ဒီတုန်းကတည်းကရဲဘော်ဖြူလက်ချက်နဲ့ဦးမင်းနိုင်ဇက်သိမ်းသွားပြီပေါ့ရဲဘော်ဖြူလက်ကနေလွတ်သွားပြီးတဲ့နောက်ဦးမင်းနိုင်ဒီနေရာကနေရှောင်သွားတယ်ပသိမ်တို့ရန်ကုန်တို့ဘက်မှာဟိုရွှေ့ဒီပြောင်းနေတယ်နောက်ထပ်2 နှစ်3 နှစ်လောက်ကြာမယ်အဲ့ဒီအတော်အတွင်းမှာတခြားလူတွေနဲ့ပူးပေါင်းပြီးတော့စီးပွားရေးလုပ်ငန်းကလေးတွေဟိုဆက်ဆက်ဒီဆက်ဆက်လုပ်တယ်အယောင်ပြလုပ်သလားတကယ်လုပ်သလားတော့မသိရဘူးဒါပေမဲ့အဲ့ဒီတော့ကအသေးချာဖြစ်မြောက်တယ်လို့တော့မကြားခဲ့ရဘူးဒီမှာနေမြေတွေကအတော်လေးအေးချမ်းပြီဆိုတဲ့အခါမှာသူပြန်ရောက်လာတယ်ရွာကသူ့သားမယားတွေကိုခေါ်ပြီးတော့မြို့မှာလာနေတယ်အောင်ဒုက္ခလမ်းမှာအိမ်တစ်လုံးဝယ်တယ်ဈေးထဲမှာဆိုင်ကန်းတစ်ခုဝယ်ပြီးတော့ကုန်မျိုးစုံရောင်းတယ်အဲ့ဒီအချိန်ကစပြီးတော့တဖြည်းဖြည်းနဲ့မြို့မှာသူများတကာလုပ်နေတဲ့စီးပွားရေးလုပ်ငန်းမှန်သမျှတခုမှကြံလိုက်လို့တော့တာပဲပဲလောင်စီလောင်ထညက်လောင်နောက်တော့ဆန်ဆက်စီဆက်လုပ်ငန်းမျိုးစုံလုပ်တယ်မော်တော်ကားထောင်တယ်တံပန်ဆက်တယ်သင်္ဘောဆက်တယ်ရွှေပေါင်ငွေပေါင်ခံတယ်စပားပေးနဲ့ငွေချီးတယ်စုံရောပဲဦးမင်းနိုင်ဆက်တွေပါတွေဝယ်တဲ့အခါလူတွေကဓမြတိုက်လို့ရတဲ့ပစ္စည်းတွေနဲ့ဝယ်တာလို့ဆိုကြတယ်မှန်ချင်ရင်လည်းမှန်ပဲဒါပေမဲ့သူ့ကိုကြည့်ရတာလုံသမျှစီးပွားရေးလုပ်ငန်းတွေမှာလည်းအောင်မြင်ခဲ့ပုံရတယ်သူ့အလုပ်လုပ်ပုံကသူများနဲ့မတူဘူးပြတ်သားတယ်ရဲတယ်နောက်ခံအင်အားတောင့်တင်းလို့ရဲတင်းတင်းလုံးဝင်ပြီး
ရက်စရာရှိတဲ့အခါလဲများများဆဆရသွားတာဖြစ်နိုင်တယ်လူတွေဘလို့ပဲပြောဆေးဆေးကုတ်ကုတ်တွန်းတွန်းဆုပ်ဆုပ်လောက်ကြတဲ့လူတွေရဲ့ကြားမှာသူ့ရဲ့လုပ်ပုံကိုင်ပုံကလုံးဝတဘာသာဖြစ်နေတယ်လုပ်ငန်းတစ်ခုသူဝင်လာရင်ကြံတဲ့လူရှဲသွားတယ်သူနဲ့မရှင်းရဘူးငွေကြေးရင်းနှီးမြှုပ်နှံရမှာသူ့လောက်မရမ်းရဲမလုပ်ရဲတာလည်းပါမယ်ဓမြတိုက်ခဲ့လူတက်ခဲ့တဲ့လူမို့လို့လုပ်ငန်းပိုင်းမှာသူနဲ့မညှိအောင်ရှောင်ကြရလဲပါမယ်အဲ့လိုအကြောင်းကြောင့်တွေကြောင့်သူလုံးသမျှအောင်မြင်ပြီးတနေ့တခြားပို့ချမ်းသာလာတာပဲလို့ဦးလေးကတော့နားလေတယ်ကွဥပဒိုင်ကစေးပြင်းလိုက်နဲ့မိကျစ်ကိုကောက်ယူကမီးညှိလိုက်ပြီးတော့တဖွာနှစ်ဖွာဖွာပါတယ်ပြီးတော့ကျွန်တော်ကိုလည်းအကဲခတ်တယ်လို့ကြည့်ပါတယ်ကျွန်တော်ကဘာမှမပြောမှတ်ချက်မချဆက်ပြောပါအောင်ဆိုတဲ့သဘောမျိုးနဲ့သာသူ့ကိုပြန်ကြည့်နေပါတယ်ဒီလူကအပြောဆိုလဲလိမ့်ပါတယ်ပါတယ်အပေါင်းအသင်းတက်တယ်ဘလို့လူမျိုးကိုဘလို့ဆက်ဆံရမယ်ဆိုတာကိုကောင်းကောင်းနားလေတယ်မြို့ပေါ်ကိုရောက်စားတော့သူ့ကိုဓမြဟောင်းတစ်ယောက်ဆိုပြီးလူတွေကတိတ်မဆက်ဆံရဘူးတချို့ဆိုရင်သူ့ကိုမြို့မှာလူကောင်းလုပ်ပြနေပြီးတချီဓမြထွက်တိုက်တယ်ဒါမှမဟုတ်ရင်လည်းအ ਨੇ ဆုံးတိုက်ရပါပစ္စည်းတွေလောက်တော့လက်ခံထူခွဲပေးနေသေးတယ်လို့ထင်ကြတယ်ဦးလေးကတော့သူ့အနေနဲ့ဒီကိစ္စလုံးလုံးလျက်လျက်ပြတ်သွားခဲ့ပြီလို့မြင်ပါတယ်ကွဒါပေမဲ့ဘာပဲပြောအများရဲ့အမြင်မှာတော့တိတ်မကောင်းခဲ့ဘူးပေါ့လေတိတ်လူဝင်မဆန်ဘူးပေါင်းသိခြင်းနဲ့သူနဲတယ်ဒါပေမဲ့ဒါတွေကအစပိုင်းပဲသူကရဲတင်းတယ်မှင်းသေးတယ်မရှက်မယွန့်တတ်ဘူးလိုအပ်တယ်ထင်အတင်းဝင်ပေါင်းတာပဲဖုန်ကြီးเจ้าကိုလည်းမှန်မှန်သွားတယ်ဥပုပ်ဆောင်တယ်လှူတယ်တန်းတယ်ဖုန်ကြီးရေခေါ်ပကတွေကိုကပ်ပေါင်းတယ်ဘာသာရေးပွဲလန့်အခမ်းအနားရှိရင်သူကတာဝန်ယူတယ်ဆိုပြီးတော့လှူလိုက်တယ်ကျွေးလိုက်တယ်ဒီလိုမျိုးဘာသာရေးဘိုင်းမှာအတင်းဝင်တယ်လို့လူမှုရေးနိုင်ငံရေးဘိုင်းမှာလည်းပြောင်ပြောင်တင်းတင်းဝင်ပေါင်းတာပဲအသေးချာအားတာနေတဲ့အဖွဲ့အစည်းတွေကိုမှအတင်းဝင်တိုးတယ်နိုင်ငံရေးသမားဆိုတာကလည်းအာဏာရနေတဲ့သူဖြစ်စေအတိုက်ခံလုပ်နေတဲ့သူဖြစ်စေသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထင်ရှားမှုတွေအတွက်ငွေကြေးအကူအညီအမြဲလိုနေရပဲဒီအတွက်စီးပွားရေးသမားတွေနဲ့မလွဲမသွေပေါင်းကြရတယ်တချို့ကကိုကျိုးစီးပွားအတွက်ပေါင်းကြရလဲရှိကြပါလေဦးမင်းနိုင်ကတော့ဒီအကွက်ကိုမြင်တယ်ဒီလူတွေမှာဘာတွေလိုနေသလဲသူကရဲရောဝင်ကူတယ်ရွေးကောက်ပွဲအချိန်တွေမှာသူ့ရဲ့ကားတွေမော်တော်တွေအားလုံးအသုံးပြုခွင့်ပေးတယ်ဒီတော့တဖြည်းဖြည်းနဲ့နိုင်ငံရေးပိုင်းအုပ်ချုပ်ရေးပိုင်းတွေမှာသူကအရေးပါလာတယ်ပွဲလန်းသဘင်တွေမှာအထူးဖိတ်ကြားခံရသူဖြစ်လာတယ်ရှေ့ဆုံးခုံတန်းရနေရာရလာတယ်မြို့ရဲ့မျက်နှာဖုံးတထေးဦးမင်းနိုင်ဖြစ်လာတယ်ပေါ့ကွာဒီကြားထဲမှာထူးထူးခြားခြားတစ်ခုတော့ဖြစ်ခဲ့သေးတယ်လူပြောစရာကိစ္စတစ်ခုပေါ့လေဒါကလည်းဦးမင်းနိုင်မြို့ပေါ်ကိုရောက်လာခါစားဖြစ်တာတိုက်ဆိုင်တယ်လို့ခေါ်မလားဘာခေါ်မလဲယုံကြည်ရင်ယုံကြည်သလိုမယုံကြည်ရင်မယုံကြည်သလိုအမျိုးမျိုးပြောလို့ရတယ်ဒါကဘာလဲဆိုတော့ဦးမင်းနိုင်ရဲ့မိန်းမမှာကလေးတစ်ယောက်မွေးတယ်တားယောက်ျားလေးအခုရှိနေတဲ့သားအကြီးဆုံးရဲ့အောက်ဒုတိယသားကလေးကနှကန်းကွဲကလေးနဲ့ဦးမင်းနိုင်ရဲ့မိန်းမကနှကန်းကွဲနဲ့ကလေးကိုမြင်နေဆိုရင်ပဲလန့်ပြီးတော့သတိတွေပါလက်သွားတယ်လို့ပြောကြတယ်ကိုလည်းအင်ကချုံရွံတဲ့ကလေးတစ်ယောက်ကိုမွေးမိတဲ့မိခင်တစ်ယောက်အနေနဲ့ဒီလိုပဲစိတ်ထိခိုက်ပြီးတော့ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တာပေါ့လေဒါပေမဲ့ဒီအခါမှာဇလန်းတစ်ခုကပေါ်လာတယ်ဦးမင်းနိုင်ဓမြခိုင်းထောင်စင်တော့ငဖြူလို့ခေါ်တဲ့တပည့်တစ်ယောက်ရှိခဲ့ဘူးတယ်ငဖြူကအဲ့ဒီလိုမျိုးနှကန်းကွဲနေပဲငဖြူကအဲ့ဒီကလေးမမွေးခင်၄-၅ နှစ်လောက်ကသေဆုံးသွားခဲ့တယ်ဒါပေမဲ့သူသေးတာကလူတက်လို့သေးတာအနားကိုကပ်ပြီးတော့တနက်နဲ့ပြတ်သက်ခံရတာတတ်တဲ့လူကသူ့ဆရာဦးမင်းနိုင်ပဲလို့ကောလာဟာလာပြောကြတယ်မျက်မြင်သက်သေတော့မရှိခဲ့ဘူးကွအဲ့ဒီတော့တကယ်ဟုတ်မဟုတ်ဆိုတာကာယကံရှင်ကိုယ်တိုင်ပဲသိနိုင်မယ်ဒါပေမဲ့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီကလေးမွေးလာတဲ့အခါမှာလူတွေကငဖြူဝင်စားတာငဖြူကကလေးစားချေဖို့အတွက်ပြန်လာတာစသည်ဖြင့်တီတိုပြောခဲ့ကြတယ်ကွပို့ပြီးတော့ပြောစရာဖြစ်လာတဲ့အချက်ကဘာလဲဆိုတော့အဲ့ဒီကလေးမွေးတဲ့အချိန်မှာဦးမင်းနိုင်ကအိမ်မှာမရှိဘူးအလုပ်ကိစ္စနဲ့ခရီးထွက်နေတယ်သူပြန်ရောက်လာပြီးတော့တပတ်10 ရက်လောက်အကြာမှာပဲကလေးကဆုံးသွားတယ်ဖြစ်တာဖျားပြီးတော့သေတာဦးမင်းနိုင်ကဆရာဝန်ခေါ်ပြီးတော့ကုသေးတယ်ဒါပေမဲ့မရလိုက်ပါဘူးအေးပတ်ပြီးတော့နမိုးနီးယားယောဂါနဲ့သေတယ်လို့ဆိုကြတယ်အရက်ထဲကလူတွေကတော့ဦးမင်းနိုင်ကိုပဲဆွဆွဲကြတယ်အေးပတ်ပြီးသေအောင်လို့တမင်တကာပြစ်ထားတယ်သေခါနီးမှာဆရာဝန်ခေါ်တယ်ဘာညာစသည်ဖြင့်ပြောကြတယ်တချို့ဆိုရင်ဦးမင်းနိုင်ကငဖြူကိုနှစ်ခါပြန်တတ်တယ်လို့တောင်ဆိုကြတယ်ဒါပေမဲ့ဘသူတွေဘာပဲပြောဘလောက်ပဲနာမည်ကြီးတီတိုကောလာဟာလာသဘောမျိုးနဲ့သာနာမည်ကြီးရဖြစ်တယ်ကွဘာအောင်တို့စီမှာအဖမ်းခံရဘူးတာလွှဲရင်တော့ဦးမင်းနိုင်ကတခြားဘာကိစ္စနဲ့မှဖမ်းဆီးခြင်းစစ်ဆေးမေးမြန်းခြင်းမခံခဲ့ရဘူးအစပိုင်းကတော့ခက်ပြက်နေလို့နောက်ပိုင်းကျတော့လေဘလို့မှတက်တည်တက်ကာရအထောက်ထားမရှိတာ
ဘသူကမှလည်းသူ့အိမ်ကိုဓမြတိုက်သွားတာဦးမင်းနိုင်မှာလို့ရုံးမှာခက်မှာတိုင်တန်းချင်းမရှိတာဥပဒေပိုင်းဆိုင်ရာမှာလည်းဘယ်ပုဂ္ဂိုလ်မှဒီလွန်လေပြီးသောကိစ္စတွေကိုပြန်လည်တူးဖော်ပြီးအရေးယူဖို့အတွက်ကြံစီအားထုတ်ခြင်းမပြုတာတွေကြောင့်ဦးမင်းနိုင်ကလုံးဝလူငင်းချမ်းသာခွင့်ရနေရပဲအခုတော့လေဒီကိစ္စတွေကနှစ်ပေါင်းအစိတ်30ကျော်ကြာခဲ့ပြီဆိုတော့လူတွေကလည်းမေ့မေ့ပြောက်ပြောက်ဖြစ်ကုန်ကြပါပြီနောက်မွေးလာတဲ့လူငယ်တွေဆိုတာဒါတွေကိုအသေးချာသိတဲ့သူတောင်ခက်ရှားရှားနှစုံနှဖျားကြားတောင်ကြားဘူးရုံလောက်ပဲရှိမယ်အခုတော့ဦးမင်းနိုင်ကမြို့မျက်နှာဖုံဂုံတရေရှိလူတော်ကောင်းကြီးဖျားတကာကျောင်းတကာရရေးရွာရေးမှာလူမှုရေးစိတ်ဓာတ်အပြည့်အဝနဲ့ဆောင်ရွက်နေတဲ့ပုံကိုယ်ကြီးတစ်ယောက်ဖြစ်နေပြီနောက်ပိုင်းကာလမြို့ကိုရောက်လာတဲ့အုပ်ချုပ်ရေးသမားအရာရှိအရာခံမှန်သမျှကလည်းဦးမင်းနိုင်ဆိုရင်တလေးတစားအားကိုးအားထားပြုလို့ပေါ့လေစသည်ဖြင့်ပြောပြနေတဲ့ဥပဒေရဲ့မျက်နှာကပြုံးတရောင်ရောင်တရောလှောင်ပြောင်နေတရောင်ရောင်သူကဆက်လက်မီကိုကောင်းညှိပြီးရဲ့နောက်ကျွန်တော်ကိုစစ်စစ်ကြည့်ပြီးတော့ပြောပြมาတယ်ဦးလေးတော့မကြာခဏစဉ်းစားမိတယ်ကိုကအလကားနေရင်နဲ့ဂျားရဲကနေငရဲကြည့်နေမလားတော့မသိဘူးဒီလိုပါဦးလေးတို့မြန်မာလူမျိုးတွေပြောကြတဲ့စကားတွေရှိတယ်မလားရှေးတုန်းကဝိပတ်9ရက်ကာလဝိပတ်နောက်ပိုးတက်ဆိုတဲ့စကားတို့ကံကံဤအကျိုးတို့မကောင်းတာလုပ်တဲ့သူဟာအခုဘဝမှာလည်းမကောင်းနောင်တန်တရားမှာလည်းမကောင်းသူ့အကုသိုလ်နဲ့သူအကျိုးပေးလိမ့်မယ်ဆိုတာတို့စသည်ဖြင့်ပြောကြတယ်မလားဒီစကားတွေပြောတဲ့အောင်ကြားရင်ဦးလေးကတော့ဦးမင်းနိုင်ကိုသွားပြီးတော့သတိရတယ်ဦးမင်းနိုင်ကဟိုးငငယ်လေးကလေးကလုပ်ခဲ့တဲ့မကောင်းမှုတွေအတွက်ဝိပတ်တွေကနောက်ပိုးမတက်ရုံမကလို့9ရက်9နှစ်မကနှစ်ပေါင်းများစွာကြာနေပြီအခုထက်ထိကိုမလဲနိုင်သေးဘူးအိုပဲအိုသေးတော့မယ်ဒီနေ့အထိသူ့မှာဘာမကောင်းကျိုးခံစားရတယ်လဲကောင်းကျိုးတွေပဲတောက်လျှောက်ပေးနေရပဲချမ်းသာတာကလည်းတနေ့ထက်တနေ့ပိုးလာတယ်ကျမ်းမာရေးကလည်းအရွယ်နဲ့မလိုက်အောင်ဒေါင်ထောင်မီလို့တချို့ကပြောတယ်ဝိပါကဝတ်ဆိုတာမလို့ပါဘူးကွာအခုဘဝမခံရရင်လဲနောင်ဘဝခံရမှာပဲလို့ပြောတယ်နောင်ဘဝဆိုတာကတော့ဘသူမှမမြင်နိုင်လို့နောင်ဘဝမှာသူခံရမလားဆက်ပြီးတော့စံနေရအောင်မလားဆိုတာကိုလည်းဘသူမှမပြောနိုင်ဘူးလက်ငင်းမြင်နေရတာကတော့သူကသေတဲ့အထိဒီအတိုင်းပဲစိတ်အေးချမ်းသာစွာနဲ့နေသွားရမယ်ပုံပဲတချို့ဆိုရင်အရင်တော့တိတ်ဆိုးခဲ့တဲ့သဘုံတွေဓမြတွေအခုနေခါတကောင်တမီးများတော့မကြံတော့ဘူးဒီဘဝမှာနေခံသွားကြရတာပဲတိုင်ရင်ခိုင်ရင်နဲ့သေရင်သေမသေရင်အရင်တော့သူတို့နှိပ်စက်ခဲ့တဲ့လူတွေထဲကတယောက်ကလက်စားချေလို့သေးတာပဲသူကြတော့လုံးမဲ့သူတယောက်မှပေါ်မလာဘူးဒီလိုပြောတာဦးမင်းနိုင်ကိုသေစေခြင်းလို့ပြောတာမဟုတ်ပါဘူးပုဂ္ဂိုလ်ရေးအရာလဲသူ့ကိုမုန်းတီးစရာအကြောင်းမရှိခဲ့ပါဘူးဒါပေမဲ့ဖြစ်တဲ့အကြောင်းဖြစ်လေရှိတဲ့အကြောင်းကိုပြောတာသူများတကာတွေမှာဝစ်လေတယ်ဆိုတာရှိတယ်သူကြတော့မှဒီဝတ်ဆိုတာကင်းလို့ခွင့်ရနေရပဲလားဝစ်ကြွေးတွေခြေတဲ့အထိကုသိုလ်ကောင်းမှုတွေနဲ့ခြေနိုင်ထိနိုင်အောင်အချိန်မဲ့ပေးထားတာလားဒါမှမဟုတ်ဝစ်လေတယ်ဆိုတဲ့နိယာမသဘောတရားကပဲချွတ်ယွင်းချက်ဆိုတာမျိုးရှိနေသေးရလားဒီဦးမင်းနိုင်ရပဲချွတ်ယွင်းချက်လားဒါကိုစဉ်းစားမိတာပါကွဥပဒိယသူ့မှာပုံကိုယ်ရေးအာဃာတမရှိခဲ့ပါဘူးလို့ပြောခဲ့ပေမဲ့သူ့ရဲ့စကားထဲမှာမကျေနပ်တဲ့အတန်သိတာလောက်အောင်ပါနေပါတယ်သူရုံးတင်ဆွဲဆိုနိုင်ခြင်းမရှိခဲ့တဲ့ရာဇဝတ်ကောင်တစ်ကောင်ပေါ်ဥပဒေသမားတစ်ယောက်ရဲ့မကျေနပ်နိုင်ခြင်းမျိုးလည်းဖြစ်ရန်တူပါတယ်တကယ်တမ်းမှာတော့ဦးမင်းနိုင်ရဲ့ဘဝကံကြမ္မာနဲ့ပတ်သက်ပြီးဥပဒိန်ကဲ့သို့မကျေနပ်တဲ့စိတ်အခမ်းကလေးနဲ့စိတ်ဝင်စားစောင့်ကြည့်နေကြတဲ့သူများမြို့မှာအတော်များများရှိနေကြပါတယ်ဒီနေ့မြို့ကလူတစ်ယောက်နဲ့ကျွန်တော်ရန်ကုန်မြို့လေကောင်မှာသွားဆုံပါတယ်ကျွန်တော်ကအလုပ်ကိစ္စတစ်ခုနဲ့ရန်ကုန်မြို့ကိုရောက်နေတာ14-15ရက်ခန့်ကြာပါပြီသူကတော့တနေ့မှမြို့ဝလာသူဖြစ်ပါတယ်သူကကျွန်တော်ကိုဘယ်တော့ပြန်မလဲလို့မေးမြန်းပြီးတဲ့နောက်ဦးမင်းနိုင်ရဲ့သတင်းကိုကြားပြီးပြီလားလို့ပြောပါတယ်ဦးမင်းနိုင်ဘာဖြစ်လို့လဲလို့ကျွန်တော်ကစိတ်ဝင်စားမေးမိတဲ့အခါမှာဦးမင်းနိုင်ရဲ့ပသိမ်ဘက်သွားနေတဲ့တင်မောကြီးကုံနေအပြစ်နဲ့မီးလောင်သွားတယ်လို့ပြောကြတယ်အဲ့ဒီသတင်းကိုကြားလို့ဦးမင်းနိုင်ရုတ်တရက်သွေးတက်ပြီးလေဖြတ်သွားတယ်လို့ပြောတယ်ထိုစကားကိုထိုလူကအားပါတရပြောပါတယ်တချမ်းသေးနေလို့အဲ့ရတော့မထနိုင်ဘူးတဲ့တင်မောကမီးလောင်ပြီးတော့မြုပ်သွားတာလားဗျမြုပ်သလားမမြုပ်ဘူးလားဆိုတာကတော့အတိအကျမသိဘူးဒါပေမဲ့ဦးမင်းနိုင်ဒီလောက်ထိထိခိုက်သွားတယ်ဆိုတော့အတော်ဆုံးရှုံးသွားလို့ဖြစ်မှာပေါ့တော်ယုံတန်ယုံဆိုရင် तू ကဘယ်ဖြုံမလဲထိုစကားကိုလည်းထိုသူကခြေနှက်စွာဆိုပါတယ်သူ့ကိုနှုတ်ဆက်ပြီးတဲ့နောက်ကျွန်တော်ထွက်လာခဲ့ပါတယ်စိတ်ထဲမှာတော့ဥပသိန်းနဲ့တွေ့ရင်ဘာစကားကြားရလိမ့်မလဲလို့တွေးတောနေပါတယ်အခုမှပဲဦးမင်းနိုင်ရဲ့အလှည့်ကိုရောက်တော့တယ်လို့ဝမ်းသာအားရပြောမလားဒါကအစပဲရှိသေးတယ်အကုသိုလ်ဆိုတာအလုံးလိုက်ရင်းလိုက်ဝင်လာတတ်တယ်ဆိုပြီးတော့များ
နောက်ထပ်မျောလင့်တတတန်နဲ့ပြောလိမ့်မလားဘာပဲပြောဦးမင်းနိုင်ရဲ့အကြောင်းကတော့မြို့မှာအပူပြင်းဆုံးသတင်းတစ်ပုဒ်ဖြစ်နေပါတော့မယ်ဟိုးဂျပန်ခေတ်ကအစချီပြီးဦးမင်းနိုင်ရဲ့ရာဇဝင်ကိုဝေဖန်လှန်လောနေကြပါလိမ့်မယ်သူ့ကိုယ်သူစိတ်တည်ငြိမ်အေးချမ်းသူပြတ်သားရဲရင်သူအဖြစ်အမွှန်းတင်ပြောကြားခဲ့တဲ့ဦးမင်းနိုင်တယောက်လောကဒဏ်မုန်တိုင်းတံကိုခပြင်းမင်းကလေးတစ်ချက်ခံလိုက်ရုံများနဲ့အရင်ကသူ့ကိုယ်သူအမွှန်းတင်ခဲ့တဲ့ယုံကြည်မှုတိုင်းကျိုးပြတ်သွားလိမ့်ပြီလို့ကျွန်တော်ကတွေးတောမိပါတယ်အဲ့ရထက်မှာမလုံမရှက်ပက်လက်လှန်ပြီးကြောင်တက်တက်မျက်နှာနဲ့ငေးဆိုင်ကြည့်နေမဲ့ဒုက္ခိတာကြီးဦးမင်းနိုင်ကိုမျက်စိထဲမှာတွေးမြင်နေပါတယ်နောက်ဆုံးမှာတော့ဝတ်ဆိုတာအမှန်တကယ်လဲတာပဲဖြစ်ပါလိမ့်မယ်ကျွန်တော်အိမ်ပြန်ရောက်လို့အထုပ်ပိုးတော်မဖြစ်ရသေးခင်လူတစ်ယောက်လှေကားကနေတက်လာတဲ့အတန်ကိုကြားရပါတယ်ထကြည့်တဲ့အခါမှာတော့ဦးမင်းနိုင်ဟာဦးလေးပါလားဆိုပြီးတော့ကျွန်တော်အံ့ဩသွားပါတယ်ကျွန်တော်အံ့ဩသွားတာကလည်းအတော်လေးသိတာပုံရပါတယ်ဒါကြောင့်ဦးမင်းနိုင်ကဘလို့လဲဆရာအံ့ဩသွားလားဆရာရန်ကုန်မှာကောလာဟာလာတွေကြားလာခဲ့ပြီထင်တယ်ကျွန်တော်တွေ့နေရတာကဦးမင်းနိုင်မှာဦးမင်းနိုင်အစ်စ်ပဂတိအကောင်တိုင်းခါတိုင်းထက်တောင်မှကြည်လင်ဝင်းပါလျက်ရှိပြီးစိုးပြေလန်းဆန်းလို့နေပါတယ်ပြီးတော့သူကအာပါတရပြုံးပါတယ်ဘလို့လဲဆရာမယုံလို့လားဒီဘက်ကိုလျှောက်လာရင်ဆရာပြန်ရောက်တယ်လို့သတင်းကြားလို့ဝင်လာတာရုတ်တရက်ဆိုတော့အံ့အားသင့်သွားလို့ပါဦးလေးရာတချမ်းသေးတယ်ဘာညာကြားထားတာ哦အခုလိုတွေ့ရတာအများကြီးဝမ်းသာတယ်ဗျာကျွန်တော်ကထိုးထိုးကပန်းကတန်းဖြေလိုက်ရပါတယ်ဆရာတယောက်ပဲဝမ်းသာစကားပြောဖို့ရတယ်ဆရာကြီးတမျိုးလုံးကလူတွေကတော့ဦးလေးကိုလေဖြတ်ပြီးတော့သိစေချင်နေကြတာအကောင်းပကတိအတိုင်းမြင်ရတော့အတော်လေးစိတ်မကောင်းဖြစ်သွားကြတယ်လမ်းမှာတွေ့တဲ့လူအတော်များများဆိုစိတ်ပြတ်သွားတဲ့အမူအရာတွေမျက်နှာမှာအထင်သာဆရာရဲ့တင်မော်မီးလောင်နေဆိုတာကိုလည်းကြားပြီးတော့ပေါ့ဟုတ်ကဲ့ရန်ကုန်မှာလူတစ်ယောက်နဲ့တွေ့တော့ तू ကအဲ့လိုပြောသွားတာပဲမီးလောင်တာကတော့တကယ်လောင်တာပါဆရာရဲ့ဒါပေမဲ့လူတွေဝမ်းသာအားရပြောနေကြသလိုတင်မော်ကြီးမီးလောင်ပြီးတော့ရှည်ထဲကိုနစ်သွားတာတော့မဟုတ်ပါဘူးကမ်းနားမှာကတ်ထားတော့ထမင်းချက်ဖို့တမီးမွေးတာကနေရေနံစီခွက်မှောက်ကြပြီးဝုန်းကနေထလောင်တာဝိုင်းပြီးညှိလိုက်ကြတော့ချက်ချင်းပဲမီးငိမ့်သွားတယ်ဒါပေမဲ့စိတ်ကမ်းမှာဖြစ်တာဆိုတော့ရုပ်သေးတော့ဖြစ်သွားတာပေါ့လေတာဝန်ရှိတဲ့လူတွေကလည်းနည်းနည်းပါးပါစစ်လားမေးလားလုပ်ကြတာပေါ့ဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့အဲ့ဒီအချိန်ကဦးလေးမှလည်းတခြားကိစ္စတစ်ခုနဲ့ပသိမ်သွားရကောင်းမလားစဉ်းစားနေရတဲ့တိုက်ဆိုင်နေတဲ့အခါတင်းမောမှာမီးလောင်မှုဖြစ်တယ်ဆိုတဲ့အကြောင်းတပည့်တွေစီကဖုန်းဆက်တော့အေးငါလည်းလာစရာရှိတယ်လာခဲ့မယ်ဆိုပြီးနောက်တနေ့ပသိမ်ကိုလိုက်သွားတယ်အဲ့ဒါကိုဒီမှာဦးမင်းနိုင်တယောက်တင်းမောမီးလောင်ပြီးတော့နှစ်သွားတယ်ဦးမင်းနိုင်သူ့ရဲ့တင်းမောပြက်ကိုမြင်တော့တခါတည်းသတိမိတ်သွားတယ်ပြောသူကပြောအုံနာသွေးချောပြက်ပြီးကိုတချမ်းသေးသွားလို့ပသိမ်စိမ်းရုံတင်ထားရတယ်ပြောသူကပြောမစီမဆိုင်ထင်းရည်လျှောက်ပြောပြီးတော့ဟိုးလေးတကြောဖြစ်နေတယ်ဆရာရဲ့အဲ့ဒီကောလာဟာလာတွေကိုနားကိုပေါက်ချလာတော့မှဩလူတွေငါ့ကိုတော်တော်မေတ္တာရှိရပဲလို့အသေးချာသိရတော့တယ်ဒါပေမဲ့ဆရာဦးလေးကကြွားပြောတာမဟုတ်ဘူးဦးလေးကသူများမြောက်လို့လည်းမြောက်တဲ့အကောင်မဟုတ်ဘူးသူများခြောက်လို့လည်းကြောက်တဲ့အကောင်မဟုတ်ဘူးဘယ်သူတွေဘလောက်ပဲမေတ္တာပို့နေကြတယ်ဆိုဘလောက်ပဲသေးပါစေလို့ဆူတောင်းနေကြတယ်ဆိုဦးလေးကမဖြုံခဲ့ပါဘူးမတုံ့လှုပ်ဘူးသူတို့ကိုတနာတောင်တနာသေးတယ်ရီတောင်ရီကျင်သေးတယ်သင်္ဘောတစ်စီးမီးလောင်ရုံမကလို့အိမ်မှာပါသွားအောင်တော့ဦးလေးကမပူသေးပါဘူးဒီလောက်နဲ့အေးစားမပြတ်ဘူးမီးမလောင်နိုင်တဲ့ပစ္စည်းတွေအများကြီးကျန်သေးတယ်ဒီတစ်သက်မဟုတ်ဘူးဆရာရဲ့နောက်ထပ်10သက်စားလို့မကုန်ပါဘူးပြီးတော့ငွေရေးဆိုတာရှာတတ်တဲ့လူတို့အလွယ်လေးပါဆရာရဲ့အခုဦးလေးမှာရှိနေတဲ့ပစ္စည်းတွေအားလုံးကိုယူသွားသိမ်းသွားလက်ဖွားချေဖွားကနေပြီးတော့ဦးလေးပြန်လုပ်ပြမယ်9နှစ်10နှစ်မကြာဘူးအခုတိုင်းပြန်ဖြစ်ရမယ်စတဲ့စကားများကိုတော့ဦးမင်းနိုင်ကဒေါမှန်ပပနဲ့ပြောနေပါတယ်ထို့နောက်ရုတ်တရက်ကဲဆရာကလည်းအခုမှခကြီးကရောက်တာဆိုတော့နားချင်ရောမယ်ဦးလေးသွားအောင်မယ်နောက်မှပဲအေးဆေးစကားပြောရအောင်လာခဲ့မယ်လို့ဆိုပြီးနေရာမှထပါတယ်ဟုတ်ကဲ့ဦးလေးအေးဆေးလာလဲပါဆိုပြီးကျွန်တော်လည်းသူ့ကိုနှုတ်ဆက်လိုက်ပါတယ်အဲဒီနောက်မှာတော့ဦးမင်းနိုင်ကအိမ်ရှိလေကားကနေဆင်းသွားပြီးလမ်းပေါ်ကိုရောက်တော့မှကျွန်တော်ဘက်ကိုလှည့်ကားဆရာကြီးဘယ်ဟာမဆိုတကယ်ထလို့မှဖြစ်တာဗျဆူတောင်းနေလို့လည်းရတာမဟုတ်ဘူးဟုတ်တယ်မလားလို့ဆိုကပြုံးပြုံးကြီးကြည့်နေပါတယ်သူ့ကိုမလိုမုန်းထားဖြစ်နေတဲ့သူများကိုစိန်ခေါ်တဲ့သဘောပဲလားတော့ကျွန်တော်မသိပါဘူးဘာပြောရမှန်းမသိတာကြောင့်ဒါပေါ့လို့ထောက်ခံလိုက်ရပါတယ်ဒီနောက်မှာတော့သူကကဲဆရာကြီးသွားပြီနောက်တော့မှလို့ဆိုပြီးလက်ပြနှုတ်ဆက်ကထွက်ခွာသွားပါတယ်
ကြည်လင်လန်းဆန်းသောအပြုံးဖြောင့်မတ်တည်ကြည်ပုံရတဲ့မျက်နှာယုံကြည်ကိုးစားဖွယ်ရာကောင်းတဲ့ဥပဒေရုံနဲ့ဦးမင်းနိုင်ကတော့လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလကျွန်တော်စတင်တွေ့သိခဲ့စဉ်တုန်းကအတိုင်းပဲရှိနေပါတယ်ပျက်စီးစေခြင်းတဲ့စေရနာနဲ့ကောလာဟာလာပြောဆိုကြသူများသာမောသွားမယ်တဖြည်းဖြည်းမေ့လျော့သွားမယ်ဒါပေမဲ့သူကတော့ရုပ်ရော့ချဆင်းမဲ့အရေးအယောင်လုံးဝမပေါ်ပါဘူးအခြေအနေမပြတ်စိတ်ဓာတ်မပြတ်ငကိုပကတိအတိုင်းဆက်လက်တည်တံ့လျက်ရှိပါတယ်ဦးမင်းနိုင်ကိုကြည်ရင်နဲ့ဦးဘသိန်းပြောခဲ့တဲ့စကားတစ်ခုဖြစ်တဲ့ဦးမင်းနိုင်ဟာဝိပါကတရားရဲ့ချို့ယွင်းချက်လားဆိုတဲ့စကားကိုတွားပြီးတော့သတိရမိပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးအားပေးနှထောင်ခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့တွေမှာလည်းဇလန်းကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် subscribe နှိပ်ပြီးစောင့်မျှော်အားပေးနှထောင်ကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှဖျားရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ